Modern Furniture ပညာမျှဝေမှုဒါဒီနေ့ day 2ပေါ့နော် day 2မှာအဓိကတိကျမှုနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောချင်တာပေါ့နော်ကျွန်တော်တိုင်းထွာတာဖြတ်တောက်တာတက်ဆန်တာအရာရာအားလုံးဒီတိတိကျကျမီလီမီတာစိတ်ကအစဂရုစိုက်ပြီးတော့လောက်တာဒီ Modern Furniture ရဲ့ဒါအသက်လို့တော့ပြောလို့ရတယ်ဒီနေ့အပြင်တိကျမှုဒီ Modern Furniture ရဲ့အသက်ပါပဲဘဝညမှာပြောကြသလိုတမှုတစ်ပယ်ပြဿနာမရှိပါဘူးဆိုတဲ့ပုံစံမျိုးက Modern Furniture မှာလုပ်လို့မရပါဘူးအဲ့လိုလုပ်မယ်ဆိုရင်လည်းပဲဒါ Modern Furniture သမားကောင်းတယောက်ဘယ်လိုမှဖြစ်လာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လောကမှာသုံးတဲ့ပုံပြားတွေနော်ဒီခုနပြောတဲ့ပတ်တာတွေ slide တွေအရာအားလုံးပေါ့နော် laminate တွေမှန်တွေနော်ကျွန်တော်တို့ဒီ solid surface တွေgranite တွေ marble တွေကြွေပြားတွေဒါတွေအားလုံးကတိကျတဲ့မီလီမီတာနဲ့သူကဒုတွေကအကုန်လုံးရှိပြီးသားတော့သူတို့ကတိတိကျကျရှိပြီးသားဖြစ်တဲ့အတွက်ကိုရီးယားလည်းတိကျမှုကိုအလေးပေးမှကျွန်တော်တို့ကဒီပုံစံကြပြီးတော့မှတိကျတဲ့ပစ္စည်းတစ်ခုကျွန်တော်တို့ကထုတ်လို့ရမှာဖြစ်ပါတယ်တိကျမှုကိုဂရုမစိုက်ရင်ကျွန်တော်တို့ကနောက်ဆက်တွဲအနေနဲ့ကုန်ကျန်းပစ္စည်းတွေလေလွင့်ဖြစ်တာတွေဖြစ်မယ်အချိန်ကြန့်ကြာတာတွေဖြစ်မယ်အဲ့အတွက်ဆုံးရှုံးမှုတွေကအများကြီးရှိတယ် Modern Furniture ဆိုတာကခိုင်လဲခိုင်ခန့်ရမယ်လှလဲလှရမယ်အသုံးလဲတက်ရမယ်ပြီးတော့တိလဲတိကြရမယ်ပေါ့နော်ကျွန်တော်တို့တကားတွေဆိုလဲတကားတွေကညီဆိုလောဝညီနေရမယ်ကျွန်တော် group line တွေထိုးမယ်ဆိုလဲ line တွေကလောဝတစ်ဖြောက်နဲ့ဖြစ်နေရမယ်ပြီးတော့တကားတွေဆိုလဲလောဝစီဆိုလဲလောဝစီရဲ့နေရာမှာစီရမယ်10ချက်လောက်ရှိရင်လဲ10ချက်လုံးကပုံစံတူစီဆိုလဲစီနေရမယ် group line ဆိုလဲ2 milli group line လားဒါဆိုရင်တကား10ချက်လုံးတက်လာရင်လည်းပဲ group line ဒီ2 milli ပဲအားလုံးကပုံစံတူဖြစ်နေရမယ်ဒါမျိုးလုံနိုင်ဖို့ဆိုတာကတိကျမှုရှိမှကိုကျွန်တော်တို့ကလုပ်လို့ရမှာတော့ဒီလိုတိကျမှုရဖို့ကကျွန်တော်တို့ကပေကျိုးတိုင်းထွာတဲ့ပေကျိုးကိုကျွမ်းကျင်ပိုင်နိုင်ကျွန်တော်တို့အသုံးချနိုင်မှုလိုတယ်